ရမရှိတဲ့ဟာမလို့ပြောတယ်ဆိုငါ့ချူဘသူကပြောရလဲဟဲ့ဘသူပြောမှာလဲနင်ပြောတာကိုနားနဲ့ဆက်ဆက်ကြတဲ့သိရင်ပြောတာလေသိရင်သိရင်နေလာစမ်းဟဲ့အဲ့လိုနေရလို့ဆရာမလို့တော့သူကြားတဲ့တိုင်းသူပြောတာရှင်းပါဦးနေသူတို့ကလည်းတော့ပြောတာငါ့ကိုအမှန်တိုင်းပြောတော့မလှိမ့်နဲ့ထက်သိကြောက်မနေနဲ့ငါရှိတယ်ငါ့ကိုပြောတဲ့အတိုင်းပြန်ပြောလိုက်စမ်းအမကျူကဘာနဲ့ကန်းရှိလဲလို့ကိုလို့မေးတယ်စိတ်တစ်ခုပဲရှိတာကိုလို့လဲလှောင်နေအကိုလေးကအမကျူကိုအိမ်ကပြန်လာလို့နောက်ကြရင်လေအကိုလေးကိုနောက်ကြရကောင်းလားဆိုပြီးရန်လုပ်တယ်ကိုလေးကိုဒီလအတုံးစိတ်ရမ်းများတာပဲဆိုပြီးစုလဲစုတယ်ပြီးတော့အမကျူရဲ့ဖိတ်စာကလေမှွေးလဲမမှွေးဘူး